on the rock and then created ကျွန်တော် first time ပေါ့ဒီဟာဘော်ရာကြီးနဲ့ဒီဒီဇင်ဘာပေးရမှာချေးဖို့အတွက်နေရာရှာတော့ဒီနေရာလေးရွှေရဖြစ်လိုက်တယ်ရွှေတာလုံးဝမှန်ကန်တဲ့ဆုံးဖြတ်ချက်ပဲလုံးဝဒါဒီ2025နှစ်ကုန်မှာချားခဲ့သမျှဆုံးဖြတ်ချက်တွေထဲမှာဒီကအမှန်ကန်ဆုံးပဲရမ်းမိုက်တယ်ဒီဝင်ချိန်ကိုကြည့်ပြီးတော့အကင်းလေးတင်စားမယ်ဒီစေးချေးမယ်ကလေးရှိတဲ့ family တွေနဲ့ရောလူကြီးမိဘတွေနဲ့ရောသွားထိုင်လို့အရင်ကောင်းတဲ့နေရာကျွန်တော်အဲ့မှာလည်းမိသားစုတွေအများကြီးရှိတယ်မှာဒါလည်းမိသားစုလိုက်တွေလာတယ်တွေ့ခဲ့တယ်ပေါ့နော်ကျွန်တော်ပုံမှန်ကနေပြီးတော့ဟိုစိုင်းထိုင်ခြင်းနဲ့ vibe ကို꿰ထွက်ခြင်းနဲ့ aura တွေရှိရင်အဲ့ဒီကိုခေါ်သွားလိုက်နောက်လုံးဝနောင်တာမရစေရဘူးအရင်မိုက်တယ်ဒီလိုမျိုးနေရာလေးရှိအောင်မယ်ကျွန်တော် the hill ချင်းမိုင်တို့ဘာလို့လဲတွေ့တယ်အဲ့တစ်ခါမှတော့မရောက်ဘူးသေးဘူးဒီဟာလေးကလည်းကျွန်တော်ဒါ first time သွားဘူးလား aura နဲ့စုံတော့ဘယ်နေရာသွားမလဲလို့ကျွန်တော်စဉ်းစားနေတယ်ဒါဒီနေရာကတော့ကျွန်တော်ညွှန်းထားတယ်ကျွန်တော်အတိတယောက်ကလည်းကျွန်တော်ညွှန်းထားတယ်ဒီနေရာလေးအရင်မိုက်တယ်သွားကြည့်ဆိုတော့ကျွန်တော်ဒီဟာလေးကိုရွှေ့ပြီးသွားလိုက်တာတကယ်ကိုမှသူညှိုးတဲ့လူရဲ့ဟာတော့မှဟိုနည်းနေသေးတယ်ဗျာသေးတာသူညှိုးတာတော့မှနည်းနည်းလိုနေသေးတယ်တော်တော်မိုက်တယ်ဒီဗီဒီယိုထဲမှာအများကြီးပို့လာတယ်နေဝင်ချင်းအောင်မှကြည့်ရတာအရမ်းမိုက်တယ်အဲ့မှာနောက်တိုင်းသားကြီးလည်းရှိတယ်ကျွန်တော်ဒီ local ထိုင်းလူမျိုးကြီးလည်းရှိတယ်ကျွန်တော်မြန်မာတွေလည်းရှိတယ်ပေါ့ကျွန်တော်မြန်မာကြီးဝိုင်းနေတယ်ကျွန်တော်တွေ့ခဲ့ပိုကင်ရွာတာတော့နည်းနည်းလေးခက်တယ်သူကပိုကင်နဲ့မှသွားပြီးတော့အဆင်ပြေမဲ့ဆိုင်ပေါ့နော်သွားလို့အဆင်ပြေမဲ့ဆိုင်ပိုကင်နဲ့မှဘောကင်ဝင်လို့ရှိရင်တော့သူကစောင့်ရမယ်ဆိုတော့မသိချဘူးဘာလို့လဲဆိုတော့ဘယ်ဝိုင်းရဘယ်ချိန်ထားရမလဲဆိုတော့မသိဆိုတော့ကျွန်တော်အကြာကြီးထိုင်စောင့်နေရမယ်ဆိုတော့သူ့ရဲ့ line account အဲ့ on the rock and then pray ဆိုတဲ့ line account အဲ့ line account မှာပိုကင်သွားယူရတယ်ကျွန်တော်ဒီသူကဘယ်နေ့ဒီမှာဘယ်ဝိုင်းနေရမယ်ဆိုတဲ့ဥစ္စာမျိုးဘယ်နေ့တွေလွတ်တယ်ဆိုတဲ့ဟာပေါ့ဗျာအဲ့ဒီဥစ္စာမှာကိုထိုင်ခြင်းတဲ့နေ့ကိုရွေးပြီးတော့ကိုလူကြီးဘလောက်ကလေးဘယ်နှစ်ယောက်လူကြီးဘယ်နှစ်ယောက်ဆိုတဲ့စင်းလေးကိုပေးလိုက်လို့ရှိရင်သူကပိုကင် confirm ပြန်လုပ်ပေးတယ်အဲ့ဒီဥစ္စာနဲ့ကျွန်တော်သွားရတာပေါ့နော်ဆိုတော့မသွားသေးရင်ဟော်ရာတွေဘိုးကြီးပါအရင်မိုက်တယ်ကျွန်တော်တို့ကတော့အိမ်မှာကလေးနဲ့လူကြီးနဲ့ကိုကျွန်တော်10ယောက်12ယောက်လောက်ရှိရပေါ့နော်12ယောက်လောက်ရှိတာတော့မှကျွန်တော်ဘလောက်ပဲကြာနေတယ်ဆိုတော့ကျွန်တော်ဘယ်2000ကျော်လေးပေါ့နော်2200လား2400လားကျွန်တော်မှတ်ပြီးတော့သိချာတော့ကျွန်တော်ဘီယာတွေပါတယ်ကလေးစားတယ်ဒီစားတဲ့မုံလေးပါတယ်အရင်မိုက်တယ်ဗျာကျေးဇူးများတင်ပါတယ်ဒီကိုကျွန်တော်ဆက်ကြည့်အောင် Country roads take me home to the place I belong West Virginia home mountain mama take me home Country roads take me home to the place I belong Country roads, oh country roads, take me home. Oh country roads, take me home. McLaren လေးဒိုးပြီสู้ไฟไหมเว้ยได้สู้ไฟ စောင်းမိုက်နော် ไม่ชื่อนี้จะสู้ไฟ အေးစိတ် မသေးလာဘူး
တိတ်တိတ်နေမှာ ပလင်းကသေးလိုက်ဘာသေးလိုက် ဒါဟိုကခုန 你也到了。အေးရင်းနေပဲဟော